ရာသီယိုခြေစမ်းပွဲတွေစတင်ကစားသွားရတော့မှာဖြစ်တဲ့ Manchester United အသင်းဟာဒီရာသီရဲ့ပထမဆုံး Pre-season ပွဲစဉ်အဖြစ်ဖင်လန်နိုင်ငံမှာ Razan အသင်းနဲ့ရှင်ပြိုင်ကစားသွားရတော့မှာဖြစ်ပါတယ်။ပွဲချိန်ကတော့18ရက်နေ့ညပိုင်းမြန်မာအချိန်ည9:00နာရီခွဲဖြစ်ပြီး Michael Carrick ရဲ့ Man United နီးပြပွဲပထမဆုံး Pre-season ပွဲစဉ်တစ်ပွဲဖြစ်လာမှာပါ။ Carrick အနေနဲ့အတွေ့အကြုံရှိ Senior ကစားသမားတွေနဲ့အတူ Academy လူငယ်ကျယ်ပွင့်တွေကိုပေါင်းစပ်အသုံးပြုဖို့ရှိတယ်လို့လည်းသိရပါတယ်။သတင်းတွေအရ Harry Maguire, Mason Mount နဲ့ Luke Shaw တို့ဟာကြက်ခိုင်မှုပြည့်ဝနေတာကြောင့်သေချာပေါက်ပါဝင်ကစားလာနိုင်တဲ့အခြေအနေတရက်မှာရှိနေတယ်လို့ဆိုပါတယ်။နွေရာသီပြောင်းရွှေ့ကာလအတွင်းမကြာသေးခင်ကမှအသင်းကိုပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ Andre Santo အနေနဲ့လည်းပထမဆုံးချိန်ပွဲထွက်ကစားခွင့်ရရှိသွားမလားဆိုတာစောင့်ကြည့်ကြရမှာပါ။နှစ်ကအငှားထွက်ကစားပြီးပြန်လည်ရောက်ရှိလာတဲ့ Harry Armas နဲ့ Toby Coyla တို့ကလည်းနီးပြ Michael Carrick ကိုသူတို့ပေါ်ထင်ကြီးစေဖို့ကစားချိန်မိနစ်ရှိုးရရှိဖို့အတွက်မျှော်လင့်ထားကြကြောင်းသိရပါတယ်။သမိုင်းမှတ်တမ်းတွေအရ Manchester United ဟာ2023ခုနှစ်မှာ Razan အသင်းနဲ့ပဲအခုလိုခြေစမ်းပွဲကစားခဲ့ပြီး Razan အသင်းက3-1ဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိခဲ့ပါတယ်။ Pre-season ပွဲစဉ်တွေမှာရလဒ်ဆိုတာထက်အသင်းလိုက်ကစားပုံကပိုပြီးအရေးကြီးပါတယ်။ Michael Carrick ရဲ့ကစားကွက်ပိုင်းဆိုင်ရာပြင်ဆင်ထားမှု Academy လူငယ်ကစားသမားတွေရဲ့အခွင့်အရေးအတွက်အစွမ်းကုန်ကြိုးစားမှုနဲ့ကစားသမားအသစ်ဖြစ်တဲ့ Andre Santo ရဲ့ခြေစွမ်းကိုလည်းစတင်မြင်တွေ့ရနိုင်မယ့်ပွဲဖြစ်လို့ Man United ပရိသတ်တွေအတွက်သေချာပေါက်စောင့်ကြည့်တဲ့ပွဲစဉ်တစ်ပွဲဖြစ်ပါတယ်။ Fulham အသင်းရဲ့ကွင်းလက်ခံစစ်ကစားသမား Center Back ကို Man United အသင်းဘက်ကစိတ်ဝင်စားစောင့်ကြည့်နေတယ်ဆိုတဲ့သတင်းအချို့ထွက်ပေါ်နေပါတယ်။သတင်းတော့ Grammy Bailey ရဲ့ဖော်ပြချက်အရ Center Back နဲ့ပတ်သက်လို့ United အသင်းအတွင်းပိုင်းမှာဆွေးနွေးမှုအချို့ရှိနေပြီးပြောင်းရွှေ့ကြီးပေါင်တန်း40အောက်လောက်နဲ့ရနိုင်မယ်ဆိုရင်ခေါ်ယူဖို့ဖြစ်လာနိုင်ကြောင်းယူဆထားကြတယ်လို့သိရပါတယ်။ United ဟာ Andre Santo နဲ့ Yuri Tielemans တို့ကိုခေါ်ယူထားပြီးဖြစ်ပေမဲ့အားနည်းနေတဲ့ကွင်းလယ်ပိုင်းကိုထပ်မံအားဖြည့်ဖို့ရည်ရွယ်ထားတာလည်းဖြစ်ပါတယ်။ Manu Kone နဲ့ Aguero Camavinga တို့လိုကစားသမားတွေကိုလည်းစိတ်ဝင်စားနေပေမဲ့ဒီကစားသမားတွေရဲ့အခြေအနေကမြေရတဲ့အနေအထားတရက်မှာရှိနေတာကြောင့် Premier League တွေ့ကြုံလည်းရှိတဲ့ Center Back ဟာဒီချိန်မှာပိုပြီးလက်တွေ့ကျတဲ့ရွေးချယ်မှုတစ်ခုဖြစ်စဉ်းစားလာတာဖြစ်နိုင်ကြောင်းသုံးသပ်ပြောဆိုမှုတွေလည်းရှိနေတာပါ။အသက်28နှစ်ရှိပြီဖြစ်တဲ့ Norway လက်ရွေးစင် Center Back ဟာအရက်6ပေ5လက်မှအမြင့်ရှိပြီးကွင်းလက်ခံစစ်နေရာမှာအတိုင်းအတာတစ်ခုထိရှေ့ဆောင်ပြကစားထားနိုင်သူဖြစ်ပါတယ်။ Premier League ကစားပုံ industry ကိုနားလည်ပြီး area duel, ground duel, ball recovery နဲ့ defensive coverage ပိုင်းတွေမှာလည်းအထူးအားကောင်းတဲ့ကစားသမားတစ်ဦးပါ။ Center Back ဟာ star signing player မျိုးမဟုတ်ပေမဲ့ Premier League အတွေ့အကြုံရှိပြီး Man United အနေနဲ့ squad အတွက်သာမကပဲပွဲစဉ်တချို့မှာပွဲထွက်ကစားသမား starter ဖြစ်ပါအသုံးဝင်နိုင်တဲ့ကစားသမားတစ်ဦးဖြစ်လာနိုင်ပါတယ်။သတင်းတွေထွက်နေတဲ့အတိုင်း Center Back ကိုပေါင်တန်း40အောက်လောက်နဲ့သာရနိုင်မယ်ဆိုရင်လာမယ့်ရာသီပွဲရည်အတွက်များစွာရှင်ပြိုင်ကစားသွားရဖို့ရှိနေတဲ့ Man United အသင်းအတွက်စဉ်းစားသင့်တဲ့အပြောင်းရွှေ့တစ်ခုလို့ယူဆမိပါတယ်။ Marcus Rashford ဟာဒီနွေရာသီမှာတူရကီကိုပြောင်းရွှေ့ဖို့အစီအစဉ်လုံးဝမရှိပဲသတင်းတွေထွက်ပေါ်နေသလို Fenerbahce အသင်းနဲ့လည်းဆွေးနွေးမှုတစုံတရာမရှိထားဘူးလို့သိရပါတယ်။ Rashford ဟာကမ္ဘာ့ဖလားပြိုင်ပွဲပြီးတာနဲ့ Manchester United ရဲ့ Pre-season အတွက်အသင်းစီပြန်လည်ပူးပေါင်းသွားမှာဖြစ်ပြီး Michael Carrick ကလည်း Rashford ကိုအသင်းမှာဆက်ထားဖို့ဆန္ဒရှိနေတယ်လို့ဖော်ပြထားပါတယ်။ဒါပေမဲ့ Rashford ရဲ့နာဂတ်ကတော့ပြီးသက်ဆုံးဖြတ်ထားတာမျိုးမဟုတ်သေးပါဘူး။ထိပ်တန်းအသင်းကြီးတစ်သင်းကတင့်တော်တဲ့ကမ်းလှမ်းမှုပေးလာမယ်ဆိုရင် Manchester United ကနေချိန်မြေထွက်ခွာသွားနိုင်တဲ့အခြေအနေလည်းရှိနေသေးဖြစ်ပါတယ်။ Marcus Rashford ဟာ United Academy ကနေထွက်ပေါ်လာတဲ့ကစားသမားတစ်ယောက်ဖြစ်ပြီးအသင်းမှာနှစ်ပေါင်းများစွာကစားခဲ့သူလည်းဖြစ်ပါတယ်။ဒါကြောင့် Rashford ပြန်ရောက်လာခဲ့ရင်နီးပြ Carrick လက်အောက်မှာအရင်လိုနောက်တစ်ချိန်ပြန်လည်တောက်ပလာနိုင်အောင်မလားဆိုတာကစိတ်ဝင်စားစရာဖြစ်နေပါတယ်။ Marcus Rashford နဲ့ Manchester United နဲ့အချုပ်ဆိုထားခဲ့တဲ့ပေါင်တန်း40တန် release clause ဟာတက်တန်းကုန်ဆုံးသွားပြီဖြစ်တာကြောင့်အခုချိန်ကစပြီး Rashford ကိုခေါ်ယူခြင်းတဲ့အသင်းတွေဟာ Manchester United အသင်းဘက်နဲ့တိုက်ရိုက်ညှိနှိုင်းရတော့မှာဖြစ်ပါတယ်။ဒီအခြေအနေကြောင့် Rashford ရဲ့အနာဂတ်ကပိုမိုရှုပ်ထွေးလာနိုင်ပြီးအရင်လို release clause တိုင်းသတ်မှတ်ဈေးနှုန်းပေးပြီးခေါ်ယူနိုင်မယ့်အခြေအနေမျိုးမရှိတော့ပါဘူး။ Rashford အနေနဲ့လက်ရှိအချိန်ထိအရှားပဲအသင်းထဲမှာတရားဝင်သဘောတူညီမှုတစုံတရာမရရှိသေးတာဖြစ်တာကြောင့်သူဟာ United ကစားသမားအဖြစ်ပဲရှိနေသေးဖြစ်ပြီးသူ့ရဲ့အနာဂတ်ဆုံးဖြတ်ချက်တွေဟာလာမယ့်ရက်သတ္တပတ်အတွင်းပုံမရှင်းလင်းသိလာရဖို့ရှိနေပါတယ်။ Manchester United ရဲ့2026-29 ရာသီကိုပထမဆုံးခြေစမ်းပွဲစဉ်ဖြစ်တဲ့ Razan အသင်းနဲ့ရှင်ပြိုင်ဖို့နီးကပ်လာချိန်မှာ United အသင်းရဲ့လက်ရှိအခြေအနေတွေနဲ့ပတ်သက်ပြီးသိထားတဲ့အကြောင်းအရာအချို့ပြောပြပေးသွားပါမယ်။နွေရာသီပြောင်းရွှေ့ကာလအတွင်း Michael Carrick ရဲ့အသင်းဟာ Andre Santo, Yuri Tielemans, Colombia လူငယ်ကျယ်ပွင့်ကစားသမား Christian Orozco နဲ့ Leeds United ကိုသမားဟောင်း Karl Darlow တို့ကိုခေါ်ယူထားပြီးအသင်းရဲ့အင်အားစုဖွဲ့မှုကိုပုံမတောင့်တင်းအောင်လှုပ်ဆောင်နေတာပါ။ United ဟာနောက်ထပ်လက်ကစားသမားအသင်းချို့ထပ်မံခေါ်ယူသွားနိုင်ခြေရှိနေသေးတယ်လို့သတင်းမီဒီယာအတော်များများကဖော်ပြနေကြပါတယ်။ဒါပေမဲ့အသင်းအဓိကကစားသမားချို့ကတော့ကမ္ဘာ့ဖလားပြိုင်ပွဲကစားထားတာကြောင့်လက်ရှိမှာအသင်းနဲ့မပူးပေါင်းနိုင်သေးပါဘူး။နောက်ဆုံးအခြေအနေတွေအရ Lisandro Martinez ကအာဂျင်တီးနားအသင်းနဲ့ကမ္ဘာ့ဖလားဖိုင်နယ်ပွဲစဉ်အတွက်ပြင်ဆင်နေပြီး Marcus Rashford နဲ့ Kobbie Mainoo တို့ကလည်းအင်္ဂလန်အသင်းနဲ့အတူတတိယနေရာလူပွဲအဖြစ်ပြင်သစ်အသင်းနဲ့ထပ်မံရှင်ပြိုင်ရအောင်မှာဖြစ်ပါတယ်။ခြားတစ်ဖက်မှာ Bruno Fernandes, Diego Dalot, Sané Laman, Matheus Cunha, Mazraoui နဲ့ Amad Diallo တို့ဟာကမ္ဘာ့ဖလားပြိုင်ပွဲကနေထွက်ခွာခဲ့ရပြီးနောက်နှစ်ပတ်ကြာအနားယူခွင့်ကာလအတွင်းရှိနေစေဖြစ်တာကြောင့်ဒီကစားသမားတွေအနေနဲ့ Manchester United အသင်းစီပြန်လည်ပူးပေါင်းနိုင်ခြင်းမရှိသေးပဲ Razan အသင်းနဲ့ပွဲစဉ်မှာလည်းပါဝင်လာနိုင်အောင်မဟုတ်ဘူးလို့သိရပါတယ်။ရာသီယိုပွဲစဉ်ဆိုပေမဲ့ပွဲရလက်ဆိုတာထက် Manchester United အသင်းကို Michael Carrick ဘာတွေပြောင်းလဲထားမလဲ Andre Santo နဲ့ Tielemans တို့ကိုဘယ်လိုအသုံးချမလဲလူငယ်တွေတဲကဘယ်သူတွေကရောခွင့်ရရလာမလဲဆိုတာတွေကပိုပြီးစိတ်ဝင်စားဖို့ကောင်းနေပါတယ်။ Daily Mail ဖော်ပြ
ပြချက်အရ2026 World Cup ပြိုင်ပွဲတွင်အင်္ဂလန်အသင်းမှကိုဘီမိုင်နူးနဲ့ပတ်သက်တဲ့အတွင်းသတင်းချိုထွက်ပေါ်လာပါတယ်။ Declan Rice ဟာအင်္ဂလန်ရဲ့ဒုတိယပွဲမတိုင်ခင်တစ်ပတ်အလိုမှာကြက်ခိုင်မှုပိုင်းအနေငယ်ရုန်းကန်နေခဲ့ရပြီးဒီပြ Thomas Tuchel ကလေ့ကျင့်ရေးအစီအစဉ်တွေမှာတော့ကိုဘီမိုင်နူးကိုစသက်အသုံးပြုခဲ့တယ်လို့သိရပါတယ်။မိုင်နူးဟာပွဲကစားချိန်ချိုရနိုင်လိမ့်မယ်လို့ထင်မြင်ယူဆမှုတွေရှိခဲ့ပေမဲ့ဒီပြ Tuchel ကတော့လေ့ကျင့်ရေးကွင်းမှာပြသခဲ့တဲ့မိုင်နူးရဲ့စွမ်းဆောင်ရည်ပေါ်ပြေဝမကျေနပ်ခဲ့ဘူးလို့သတင်းတွေကဖော်ပြထားပါတယ်။အဲ့ဒါအပြင်ပြိုင်ပွဲကာလအတွင်းကိုဘီမိုင်နူးဟာပွဲပြီးတိုင်းလို့ကွင်းထဲကနေပထမဆုံးထွက်ခွာသွားတဲ့ကစားသမားဖြစ်ပြီးအမျက်လို့တယောက်တည်းနဲ့ချက်တက်ထားတဲ့ပုံစံနဲ့တွေ့မြင်ရလေးရှိတဲ့ပေါ့လေ။ Thomas Tuchel ဘက်ကအမှန်တကယ်သဘောမကျခဲ့ဘူးလို့ဆိုပါတယ်။ AC Milan အသင်းဟာဒီနွေရာသီပြောင်းရွှေ့ဈေးကွက်အတွင်း Manchester United နောက်ခံလူ Mazraoui ကိုခေါ်ယူနိုင်ရေးအတွက်ကနဦးဆွေးနွေးမှုတွေစတင်ပြုလုပ်နေပြီလို့သိရပါတယ်။သတင်းတွေအရအီတလီကလပ် AC Milan အသင်းဟာ Mazraoui ရဲ့ agent နဲ့မကြသေးခင်ရက်ပိုင်းအတွင်းကဆက်သွယ်ပြောဆိုခဲ့ပြီးပြောင်းရွှေ့ဖြစ်နိုင်ခြေနဲ့ဘောတူညီချက်ဆိုင်ရာအခြေအနေတွေကိုဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။ Mazraoui ဟာပြီးခဲ့တဲ့ရာသီက Manchester United အတွက်ညာနောက်ခံဘယ်နောက်ခံနဲ့ဘိုးခံစစ်နေရာတွေမှာပါကစားပေးခဲ့ပြီးအသင်းရဲ့အသုံးဝင်ဆုံးကစားသမားတွေကတူအဖြစ်သတ်မှတ်ခံထားရပါတယ်။လက်ရှိချိန်ထိ AC Milan နဲ့ Manchester United ကြားတရားဝင်ကမ်းလှမ်းမှုဒါမှမဟုတ်ကလပ်အသင်းကြားဆွေးနွေးမှုတွေရှိနေရဆိုတဲ့အတည်ပြုချက်တော့မတွေ့လာရသေးပါဘူး။ဒါပေမဲ့ကစားသမားရဲ့ကိုယ်စားလှယ်နဲ့ဆက်သွယ်မှုတွေပြုလုပ်ထားတာကြောင့် Mazraoui ရဲ့ပြောင်းရွှေ့အခြေအနေကိုလည်းဆက်လက်စောင့်ကြည့်ကြရမှာဖြစ်ပါတယ်။ Mazraoui ဟာနာမည်ကြီးကစားသမားမဟုတ်ပေမဲ့ဒီဘက်ခေတ်အသင်းတိုင်းလိုချင်လေးရှိတဲ့ဗစတိုင်း player မျိုးပါ။နောက်တန်းနေရာဆုံးမှာရေသွင်းပြီးတော့ပဲကစားနိုင်တဲ့ကစားသမားကိုရုတ်တရက်အစားထိုးဖို့မလွယ်ကူတာကြောင့် Mazraoui ဟာ United အနေနဲ့လွယ်တကူလက်လွတ်ရောင်းချလိုက်တဲ့ကစားသမားတူတော့မဟုတ်ပါဘူး။